လင်းရဲ့များရဲ့ပေါ့နော်သူထမ်းနိုင်တဲ့တာဝန်ကိုသူအပြေးအဝတာဝန်ယူပြီးထမ်းနေတယ်လို့ဒီတိုင်းပြည်နဲ့လူမျိုးပေါ်မှာကျမတာဝန်ယူနိုင်တဲ့ကိစ္စတွေကျမလုံနိုင်ကင်နိုင်တဲ့ကိစ္စတွေကိုလည်းကျမပိုစွန်းညံစွန်းရှိသလောက်စူးစမ်းနေပါတယ်ရှင်မင်္ဂလာပါမနှင်းစာဖြူရေမင်္ဂလာပါရှင်ဂေါရမီရင်ခွင်မဲ့ကလေးများဂေဟာကိုဘလို့စိတ်ကူးနဲ့စပြီးတီထောင်ပြစ်တာလဲရှင်လွန်ခဲ့တဲ့လေ6လလောက်ကပေါ့နော်ဒီကြောက်တော်မြို့နယ်ထဲမှာဒီကလေးတယောက်ကိုမွေးစားဖို့အတွက်ဈေးထဲမှာလိုက်ရှာနေတယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုဖတ်ပြီးနောက်ပိုင်းမှာပေါ့ကျွန်မကဒီဂေဟာကိုဒီရင်ခွင်ပြောက်ကလေးတွေအတွက်အခြေအနေပေးသည်ဖြစ်စေမပေးသည်ဖြစ်စေတီထောင်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့ဒီဂေါတမီရင်ခွင်ဆိုတဲ့ရင်ခွင်ပြောက်ကလေးတွေစောင့်ရှောက်တဲ့ဂေဟာကိုတီထောင်ဖြစ်ခဲ့တာပါရှင်ဒီဂေဟာကိုရောက်လာတဲ့ကလေးတွေကလေဘလို့အခြေအနေနဲ့ရောက်လာပြီးတော့အသက်အရွယ်အားဖြင့်ရောဘယ်လောက်ရှိလဲရှင်အခြေအနေအမျိုးမျိုးပါပဲတချို့ကလေးတွေကကြတော့ဒီစစ်ပွဲအတွင်းထဲမှာမိဘနှစ်ပါးလုံးကိုသူတို့ဆုံးရှုံးလိုက်ရတယ်သူတို့ကျွေးမွေးဆောင်ရှောက်ပြုစုပေးဖို့သူတို့မှာဆွေမျိုးသားချင်းကြီးမားမားမရှိဘူးတချို့ကလေးတွေကြတော့လေအဖေရှိတယ်ဒါမှမဟုတ်အမေရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီအဖေအမေဒီကလေးကိုလူလားမြောက်အောင်ကျွေးမွေးနိုင်မဲ့အခြေအနေမရှိဘူးပြုစုပေးနိုင်မဲ့အခြေအနေမရှိဘူးအဲ့လိုမျိုးအခြေအနေတွေလည်းရှိပါတယ်နောက်တစ်ခုကကြတော့ဒီအိမ်တွင်းအကြမ်းဖက်မှုပေါ့နော်အိမ်တွင်းအကြမ်းဖက်မှုရှိတဲ့ကလေးတွေအဲ့ဒီလိုမျိုးနှိပ်စက်ခံရတယ်ဒါမျိုးကြားသိရတဲ့အခါမှာရက်ရွာကနေအကြောင်းကြားပြီးတော့ဂေဟာကခေါ်ယူမွေးစားလိုက်တဲ့အခြေအနေမျိုးလည်းရှိတယ်လို့ဒီလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကနေရလာတဲ့ကလေးတွေပေါ့အဲ့လိုမျိုးကလေးတွေလည်းကျမတို့စီမှာအကြောင်းမျိုးမျိုးအခြေအနေမျိုးမျိုးကလေးတွေကိုခေါ်ယူဆောင်ရှောက်ထားတာရှိပါတယ်ကလေးတွေကိုလက်ခံတဲ့အခါမှာလည်းဘလို့အကန့်အသတ်တွေရှိတယ်လဲရှင်ဂေဟာကိုကလေးတွေလာပို့ရင်ဘလို့မျိုးအခြေအနေမှလက်ခံလဲရှင်ကလေးကိုဒီကျမတို့ရဲ့အခြေခံမူဝါဒအနေနဲ့ကတော့ဒီမွေးကင်းစားကနေ10နှစ်အောက်ကလေးတွေကိုလက်ခံမယ်ဆိုပြီးတော့အခုလောလောဆယ်အထိမူဝါဒချထားတာတော့ရှိပါတယ်ဒီလူမျိုးဘာသာမရွေးလက်ခံပါတယ်ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ဒီ10နှစ်အောက်ကလေးတွေကိုကျမတို့ကပြုစုပေးဖို့မေတ္တာပေးဖို့ကြည်ပြင်းစေဖို့စောင့်ရှောက်ပေးဖို့လိုအပ်တယ်ဆိုရင်ဂေါတမီရင်ခွင်ကကြိုးဆိုနေပါတယ်တကားဖွင့်ထားပါတယ်ဒီဂေဟာတီထောင်မှုအတွက်လေငွေကြေးလိုအပ်ချက်တွေဘာတွေကြတော့ဘယ်လိုစီစဉ်ခဲ့ရလဲအခုလက်ရှိမှာကောဒီငွေကြေးလိုအပ်ချက်တွေဘာတွေကြတော့ကောဘယ်လိုမျိုးများဖြည့်ဆည်းပေးနေရလဲရှင်ဒီဂေဟာကိုတီထောင်သူဒီကျမဖြစ်တယ်ပေါ့နော်ဆိုကျမကဒီတီထောင်သူတယောက်အနေနဲ့ဒီအစပိုင်းမှာငွေရေးကြေးကိုကျမရဲ့ဒီစူးစမ်းအားထုတ်မှုပေါ့နော်ကျမရဲ့ဖန်တီးမှုနဲ့ဒီကျမက online ပေါ်မှာဒီရန်ပုံငွေရှာဖွေတဲ့activity လေးတွေလုပ်ပြီးတော့handmade ပစ္စည်းကလေးရောင်းချတာမျိုးရှိခဲ့ပါတယ်ဆိုတော့အဲ့ဒီအစပိုင်းမှာဂေါတမီရဲ့တီထောင်စမှာအဲ့ဒီကရလာတဲ့ငွေကြေးတချို့သုံးစွဲထားတာရှိပါတယ်အခုလည်းပဲလွန်ခဲ့တဲ့လကပဲဒီကျမကိုယ်တိုင်ချုပ်လုပ်ထားတဲ့ရင်ဖုံးအင်ဂျီလေးတွေပေါ့မြန်မာရင်ဖုံးအင်ဂျီကလေးတွေကို online ပေါ်ကနေရောင်းချပြီးတော့ဒီဂေါတမီရင်ခွင်ရဲ့ငွေကြေးလိုအပ်ချက်အတွက်ကျမတို့စူးစမ်းထားတာရှိပါတယ်နောက်တစ်ခုကအခုဒီမိဘပြည်သူတွေပေါ့နော်စေတနာရှင်မိဘပြည်သူတွေကလည်းစိတ်ဝင်စားနဲ့မေးမြန်းလှူဒန်းလာတဲ့ငွေကြေးတချို့နဲ့ဒီဂေါတမီရင်ခွင်ကိုlevel လျက်ရှိပါတယ်ရှင်ဒီဂေဟာကလေဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးတဲ့တီထောင်ထားတဲ့ဂေဟာဖြစ်တဲ့အတွက်ဇုံတယောက်ပေါ့နော်အဖွဲ့အစည်းတစ်ခုကနေပြီးတော့လာရောက်နှောက်ယှက်ဖိအားပေးတာရောရှိလားဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးဖြစ်သူရဲ့ဂေဟာမှုလို့ပေါ့နော်ဘယ်လိုတက်ရောက်မှုတွေရှိလဲရှင်နံပါတ်1တစ်ချက်ကတော့ကျမတို့ကဒီပေါ့နော်ကျမတို့ရဲ့ထိန်းချုပ်နယ်မြေထဲမှာအခြေစိုက်ထားတဲ့ဂေဟာဖြစ်တယ်ဆိုတဲ့အခါမှာအပြင်ပကရန်သူတွေကကျမတို့ကိုဒီပြင်ပအဖွဲ့အစည်းတွေကပေါ့နော်ဒီလာပြီးတော့ဖိအားပေးပြီးတော့မလုံရဘူးမကန်ရဘူးတစုံတရာအားဖိအားပေးတဲ့ဟာမျိုးတော့ကျမတို့မရှိပါဘူးကြုံလဲမကြုံတွေ့ရသေးပါဘူးဒီဂေဟာကိုကျမကဥဆောင်ပြီးတည်ထောင်တဲ့အတွက်ဒီကျမတို့ရဲ့လွတ်မြောက်နယ်မြေရဲ့အဝိုင်းအဝန်းထဲမှာတော့တက်ရောက်မှုကတော့ရှိပါတယ်။ဘာလဲဆိုတော့ယုံကြည်မှုပေါ့နော်ဒီကျမ
ကိုယ်တိုင်တီထောင်ထားတယ်ဆိုတဲ့အပေါ်မှာဒီလိုမျိုးခက်ခဲတဲ့ကလေးတွေလိုအပ်နေတဲ့မြစ်တာပေးရမယ်လိုအပ်နေတဲ့ကလေးတွေကိုတွေးတဲ့အခါမှာဂေါတမီရင်ခွင်ကိုပို့လိုက်ရင်ဖြင့်ဒီကလေးတွေရဲ့ဘဝဟာအနာဂတ်မှာကောင်းသွားမယ်ဆိုတဲ့အဲ့လိုကောင်းတဲ့တက်ရောက်မှုပေါ့နော်ဒီကျမတီထောင်တယ်ဆိုတဲ့အပေါ်မှာတက်ရောက်မှုပေါ့အဲ့ဒီတက်ရောက်မှုတော့ကျမတို့ရဲ့ဒီလွမြောက်နေမြေတကြောမှာတော့ဒါမျိုးတော့ရှိပါတယ်ရှင်ဒီကေဟာတီထောင်မှုနဲ့ပတ်သက်ပြီးတော့ဒီဗိုလ်ချုပ်ထင်းမြတ်နိုင်ကရောဘာတွေပြောတာရှိလဲသူ့ရဲ့ယက်တီချက်ကဘယ်လိုရှိလဲရှင်ဗိုလ်ချုပ်ကအလုပ်အင်မတန်များပါတယ်သူမှကဒီစစ်ရေးနိုင်ငံရေးအပြင်တပြိုင်နက်တည်းမှာတိုင်းပြည်တိဆောက်ရေးကိုလည်းသူကစ조사ပြီးတော့လှုပ်ဆောင်နေရတဲ့အခါမှာဒီကျမရဲ့ဒီဂေါတမီရင်ခွင်ဂေဟာနဲ့ပတ်သက်ပြီးတော့အသေးစိတ်တိုင်ပင်ထားတာမျိုးပြောပြထားတာမျိုးအဲ့လိုမျိုးတော့မရှိပါဘူးရှင်ဒါပေမဲ့ဒီအပေါ်မှာပေါ့နော်ဒီကျမရဲ့ဂေါတမီရင်ခွင်တီထောင်မှုနဲ့ဒီမြစ်တာပေးရမယ့်ကလေးတွေကိုကလေးတငယ်တွေကိုစောင်းရှောက်တဲ့ကိစ္စမှာတော့ကျမရဲ့ရက်တီချက်နဲ့သူရဲ့ရက်တီချက်ကတော့တစ်ထက်တည်းကြမယ်လို့ကျမထင်ပါတယ်ခုဆိုလို့ရှိရင်ပေါ့နော်ဒီဂေဟာတီထောင်လာတာ6လကျော်ရှိလာပြီပေါ့နော်ဆိုတော့ဒီဂေဟာနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဘလို့ပံ့ပိုးကူညီပေးတာရှိတယ်လဲအာရခတပ်တော်အစိုးရရှိကနေပြီးတော့အကူအညီတွေတောင်းခံသွားဖို့ရှိလားရှင်ဒီလိုမျိုးလောက်တဲ့အခါမှာအခုချိန်ကတော့ကျမတို့ကိုလက်ကိုချိန်နဲ့အဲ့လိုလဲပတ်နေတာပေါ့နော်အကြောင်းတစ်ခုခုကြောင့်ဒီဟာလူတွေများလာမယ်ဒါမှမဟုတ်ကျမတို့စီကိုပို့ဆောင်တဲ့ကလေးတွေအရေးအတွက်များလာမယ်လိုအပ်လာမယ်ပေါ့ကေဟာရဲ့နေရာဘာညာစသည်ဖြင့်လိုအပ်လာမယ်ဆိုရင်တော့ဒီကျမတို့ကလည်းကျမကလည်းဒီအစိုးရစီကနေလိုအပ်တဲ့အကူအညီလေးတွေတောင်းခံဖို့တော့ရှိလာမှာပေါ့နော်ဒါကတော့အနာဂတ်မှာဒါမျိုးလည်းဖြစ်လာနိုင်ဒီလိုမျိုးရင်ဝင်မဲ့ကလေးတွေအတွက်ပေါ့နော်ဂေဟာတီထောင်တဲ့အခါမှာမနှင်းစဖြူအနေနဲ့ပေါ့နော်ကိုရိုင်းရင်အုံးမကွာသွားပြီးတော့ကူညီဆောင်မကြည့်ရှုစီစဉ်ရတာစီမံအုပ်ချုပ်ရတာမဟုတ်ဘဲနဲ့အဝေးကနေစီစဉ်နေရတဲ့အပေါ်မှာရောအားမလို့အားမရဖြစ်တာတွေရှိသလားအခက်အခဲတွေရှိလားရှင်ဒီဂေဟာကိုတီထောင်သူတယောက်အနေနဲ့ပေါ့နော်ကျမစောင့်ရှောက်ထားတဲ့ကျမတို့ဒီခေါ်ယူမွေးစားထားတဲ့ကလေးတွေကိုကျမကကိုယ်တိုင်တွားကြည့်ရှင်တာမျိုးမေတ္တာပေးချင်တာမျိုးပေါ့နောက်တစ်ခုကဒီကလေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကဘယ်လိုလဲစိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကဘယ်လိုရှိလဲဆိုတာကိုကိုယ်တိုင်ကိုကြည့်ရှင်တဲ့ဆန္ဒကတော့ကျမမှာအများတန်းရှိပါတယ်အဲ့တော့ကျမကြည့်လဲကြည့်မှာပါတနေ့မှာကျွန်မကိုယ်တိုင်တွားမှာပါအဲ့တော့အခုအချိန်တွေကတော့ဒီအဝေးကနေဒီလိုမျိုးစီမံရတဲ့အပေါ်မှာအမလို့အမရဖြစ်လားဆိုတော့ကျွန်မရဲ့တိမ်ပေါ့နော်ကျွန်မမှာဂေဟာအရင်အားကိုရတဲ့ဂေဟာမှုရှိပါတယ်သူကလည်းဒီကလေးတွေအပေါ်မှာတကယ်မိခင်ရင်းနဲ့မချစိတ်ရောကိုယ်ရောအကုန်လုံးကိုရင်းနှီးမြုပ်နှံပြီးဒီကလေးတွေကိုသူစောင်းရှောက်နေတဲ့အတွက်ကျွန်မတော်တော်စိတ်အေးရပါတယ်ပြီးတော့မြေပြင်ကတိမ်ပေါ့နော်မြေပြင်ကတိမ်အပါအဝင်ဒီဂေါတမီရင်ခွင်ရဲ့အနီးတစ်ဝိုက်မှာရှိတဲ့ပြည်သူလူထုကလည်းအကုန်လုံးကဝိုင်းဝန်းပြီးတော့ဒီကကလေးတွေအပေါ်မှာစောင်းရှောက်ကြတယ်ကူညီကြတယ်ဆိုတဲ့အတွက်ကျွန်မအနေနဲ့ကတော့ဒီအားမလို့အားမရဖြစ်တာမျိုးတော့မရှိပါဘူးရှင်ဒီအတွက်လည်းဒီဂေဟာမှုအပါအဝင်ဂေါတမီရင်ခွင်ရဲ့မြေပြင်တိမ်တစ်ခုလုံးကိုကျွန်မကဒီနေရာကနေကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ဂေဟာတီထောင်ပြီးတဲ့နောက်ပိုင်းမှာရောစိန်ခေါ်မှုတွေကြုံရတာရှိလားရှင်ဒီစိန်ခေါ်မှုအနေနဲ့ကြတော့ဒီကျမတို့ရဲ့ဂေဟာမှာဒီမွေးရပါယောဂပါလာတဲ့ကလေးတချို့လည်းရှိတယ်ပေါ့နော်ဆိုတော့ဒီကလေးတွေကိုဆေးကုသမှုအတွက်ဒီဆေးဝါးတွေလွယ်ကူကူမရနိုင်တဲ့အနေအထားလည်းရှိပါတယ်ရခိုင်ပြည်ရဲ့အနေအထားကြတော့အဖက်ဖက်ကနေပိတ်ဆို့ခံထားရတဲ့အနေအထားဖြစ်တော့ဒီဆေးဝါးရှားပါတဲ့အတွက်ဒီယောဂနဲ့လိုအပ်နေတဲ့ဆေးဝါးတွေကိုရှာလို့မရဘူးရှိရင်တောင်မှအဆမတန်ဈေးကြီးနေတာမျိုးပေါ့ဒီလိုအခက်ခဲရှိပါတယ်နောက်တစ်ခုကကြတော့ဒီကာကွယ်ဆေးပါကာကွယ်ဆေးကတော့ရခိုင်တပြည်နယ်လုံးမှာရှိတဲ့ဒီကာကွယ်ဆေးထိုးရမယ့်အသက်အရွယ်ကလေးဟာကာကွယ်ဆေးမထိုးရတဲ့ကာလတစ်ခုရှိနေပြီဆိုတော့ဒီကလေးတယောက်ကာကွယ်ဆေးထိုးဖို့ဆိုတာကသူရဲ့အနာဂတ်ရှင်သန်ဖို့အခြေခံလိုအပ်ချက်တစ်ခုဖြစ်တယ်ဆိုတော့လေဒီကာကွယ်ဆေးမရနိုင်တဲ့အနေအထားအဲ့လိုမျိုးခက်ခဲတွေတော့ရှိနေပါတယ်ဒီဂေဟာတီထောင်သူတယောက်အနေနဲ့ပေါ့နော်မနှင်းစာဖြူရဲ့အနာဂတ်အိမ်မက်ကဘာများပါလဲရှင်ဒီဂေဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟ
ဟုတ်ကဲ့ဒီဂေဟာနဲ့ပတ်သက်ပြီးဆိုရင်ဒီဂေဟာမှာရောက်လာတဲ့ကလေးတွေပေါ့ဟိုအကြောင်းမျိုးမျိုးပုံစံမျိုးမျိုးနဲ့ဘလို့အခြေအနေကြောင့်ရောက်လာတဲ့ကလေးဖြစ်ပါစေကျမတို့စီကိုရောက်လာတယ်ဆိုရင်ကျမတို့ကဒီကလေးတွေကိုကလေးတွေရဲ့ရပိုင်ခွင့်အခွင့်အရေးအပြည့်အဝနဲ့မေတ္တာအပြည့်အဝနဲ့ပေါ့နော်ဒီမိခင်ရင်းနဲ့မချစောင်းလျှောက်သွားမယ်လုံလုံရှုံရှုံကြည်ပြင်းစေမယ်ပေါ့အဲ့လိုမျိုးတော့ကျမကပြောထားသလိုဒီဂေဟာမှုအပါဝင်ဂေဟာမှာရှိနေတဲ့ဝန်ထမ်းတွေကိုလည်းဒီလိုမျိုးကျမတို့ကရည်ရွယ်ချက်ဒီလိုရှိတယ်ဆိုတာမျိုး sharing ပြောထားတာမျိုးရှိပါတယ်ဆိုတော့ဒီရောက်လာကိုဒီရောက်လာတဲ့နေရနေသူတို့ဘဝရှေ့အနာဂတ်သူတို့ကိုယ်တိုင်ရက်တည်နိုင်တဲ့အခြေအနေအထိရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေကြမ်းခိုင်ပြီးတော့သူတို့ရဲ့ဘဝကိုသူတို့တီထောင်နိုင်တဲ့ကလေးလူတော်လေးတွေဖြစ်တဲ့အထိကျမကတာဝန်ယူပြီးတော့ဒီဂေါတမီရင်ခွင်အနေနဲ့တာဝန်ယူပြီးတော့ပြုစုဆောင်ရှောက်သွားဖို့ကြီးမားမားရည်မှန်းချက်အိမ်မက်တော့ရှိပါတယ်ရှင်အခုလက်တလုံးမှာလေကလေးမွေးစားတွေကိုလွှတ်စွန့်ပြစ်မှုတွေရင်ဝင်မဲ့ဖြစ်သွားတဲ့ကလေးတွေလည်းအများအပြားရှိလာတယ်ပေါ့နော်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မနှင်းစာဖြူအနေနဲ့လူထုကိုဗာမြန်ပန်ကြားလို့လဲရှင်ဟုတ်ကဲ့ဒါကတော့အကြောင်းတွေအမျိုးမျိုးပေါ့နော်လူတွေမှာအခြေအနေတွေဖြတ်တန်းပုံတွေဘဝဖြတ်တန်းပုံတွေရက်တီချက်တွေလည်းမတူကြတဲ့အခါမှာအကြောင်းမျိုးမျိုးအခြေအနေမျိုးမျိုးနဲ့မိဘမဲ့ဖြစ်သွားတဲ့ရင်ခွင်ပြောက်ကလေးတွေရှိတယ်လို့မိဘရှိတော်ညာလဲသူတို့ရဲ့အခြေအနေကြောင့်စောင့်ရှောက်ဖို့မဖြစ်နိုင်တဲ့ကလေးတွေကတော့ရှိနေမှာပါပဲဒီဟာကတော့ရှောင်လွဲလို့မရတဲ့ပြဿနာတွေပေါ့နော်ရှောင်လွဲလို့မရတဲ့လူမှုဘဝထဲမှာကိုကရှိနေတဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်တကယ်လို့တာပေါ့ဒီလိုမျိုးကလေးတွေကိုတွေးခဲ့ရင်ဂေါတမီရင်ခွင်ကိုအကြောင်းကြားပါဂေါတမီရင်ခွင်ကခေါ်ယူဆောင်ရှောက်ပါမယ်နောက်တစ်ချက်ကတော့ဒီအိမ်တွင်းအကြမ်းဖက်မှုပေါ့ဒီအိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ကလေးတွေကိုတွေးရင်ဒါငါတို့နဲ့မဆိုင်ဘူးဒါငါတို့ကိစ္စမဟုတ်ဘူးဆိုတဲ့ဒီကျမတို့လူမျိုးရဲ့ဇယိုက်ပေါ့နော်ဘယ်လိုရှိလဲဆိုဂျားတုံးဂျားမဝင်နဲ့ဆိုတဲ့အဲ့လိုမျိုးဇယိုက်ကလေးတွေရှိတတ်ပါတယ်ဆိုတော့ဒီလိုဟာမျိုးလေးတွေကိုငါနဲ့မဆိုင်ဘူးဆိုပြီးတော့လိလျူရှုပါနဲ့မျက်ကွယ်မပြုပါနဲ့ဒီကလေးတွေဟာကျမတို့ဒီလိုမျိုးအကြမ်းဖက်ခံနေရတယ်အဲ့လိုအခြေအနေကြုံတွေ့နေရတဲ့ကလေးတွေရှိတယ်ဆိုရင်လေဒါဟာငါတို့နဲ့ဆိုင်တယ်ဆိုပြီးတော့အရေးတယူလုပ်ပြီးတော့သက်ဆိုင်ရာကိုတိုင်ကြားအားတာမျိုးအရေးဒီကျူးလွန်သူကိုပေါ့နော်ဒီတိုင်ကြားတာမျိုးလုပ်ပါပြီးတော့တကယ်လို့ဒီကလေးတွေကိုဂေါတမီရင်ခွင်အနေနဲ့ဖြစ်စေတခြားဒီလိုဆောင်ရှောက်တဲ့အဖွဲ့အစည်းတွေအနေနဲ့ဖြစ်စေရလဲမေတ္တာတရားလေးနဲ့ပြန်ပြီးတော့သူတို့ရဲ့ဘဝတွေရှင်းတန်လာအောင်ဒီကြီးပြင်းအောင်နီးစပ်ရာကိုတည်င်းပေးပြီးတော့ဂေါတမီရင်ခွင်ကိုလာပို့ကြပါလို့ကျမတို့ဟာဒီလိုကလေးတွေအတွက်ဒီလိုလိုမေတ္တာပေးဖို့လိုအပ်နေတဲ့အရွယ်လေးတွေအတွက်အများတန်းအဆင်သင့်ရှိပါတယ်လို့ဒီနေရာနေတည်င်းစကားပါရှင်ပါတယ်